ထိုင်းဘတ်ငွေ9 ကျပ်တန်နဲ့ကျွန်တော်ထမင်းတနေ့ကုန်စားမှာဖြစ်ပါတယ်။ဟောင်းပါထမင်းရတာဆိုတာငတ်မှသိတာပါ။အဲ့ဒါကျွန်တော်ကထောင်ကျသွားတယ်။ထောင်ကျသွားပထမနေ့ထောင်ရောက်သွား24ရက်ထောင်ကျတာ။အဲ့ချိန်မှာကျွန်တော်ထမင်းရဲ့တံပိုးကောင်းကောင်းသိတယ်။ကဲမျိုးတို့ရေကျွန်တော်ရဲ့2 ကျပ်ခွဲကိုဈေးစစ်ပြီးတော့9 ကျပ်နဲ့ကျွန်တော်ဝယ်လာတဲ့ဝက်ဦးချောင်းလေးကတော့အခုတော့ကလားဖင်ဖြစ်တော့အားလုံးပဲမင်္ဂလာပါမျိုးတွေဒီနေ့ကျွန်တော်ရဲ့ challenge လေးကတော့ကျွန်တော် challenge မလုပ်တာတော့ကြာသွားပြီပေါ့နော်ဒီနေ့ကျွန်တော်ရဲ့ challenge လေးကတော့ထိုင်းဘတ်ငွေ9 ကျပ်တန်နဲ့ကျွန်တော်ထမင်းတနေ့ကုန်စားမှာဖြစ်ပါတယ်ဒီပတ်စံ9 ကျပ်နဲ့ကျွန်တော်ဟင်းဝယ်မှာပေါ့နော်ဘာဟင်းတွေရမလဲပေါ့ရတဲ့ဟင်းနဲ့ဒီ9 ကျပ်တန်ဟင်းနဲ့ကျွန်တော်ထမင်းတနေ့ကုန်စားပြီးတော့သူများနိုင်ငံမှာနေရတဲ့ဆိုတော့ကျွန်တော်အစားတောက်ပညာရွှေ့တာမှာပေါ့နော်ဒါကတော့လေကျွန်တော်ရဲ့ challenge ပေါ့နော်ကျွန်တော်ထိုင်းဘတ်ငွေ9 ဘတ်နဲ့ကျွန်တော်တခုသက်ဝယ်မယ်ကျွန်တော်ဘာရခဲ့မယ်ရခဲ့တဲ့ဟာကိုကျွန်တော်ထမင်းတနေ့ကုန်စားမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့ view လေးကိုကြည့်ရှုပေးပါအောင်ကဲမျိုးတွေကျွန်တော်ဈေးဝယ်လို့ပြီးပါပြီထိုင်းဘတ်ငွေ9 ဘတ်နဲ့ကျွန်တော်ဘာတွေရခဲ့လဲဆိုတော့ဟာဒီမှာဝက်ဦးချောင်းပေါ့နော်ဒီဝက်ဦးချောင်းကတော့သူကတော့နှစ်ချောင်းကို15 ကျပ်နဲ့ရောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကအဲ့ဈေး point နဲ့ကျွန်တော်နဲ့ခင်တယ်ကျွန်တော်တို့တစ်ချောင်းမရောင်းပါကျွန်တော်ဒီနေ့ challenge ရှိလို့ပါကျွန်တော်မှာပတ်စံ9 ဘတ်ပဲရှိတယ်အဲ့9 ဘတ်နဲ့ကျွန်တော် challenge လေးခေါ်ထားတယ်9 ဘတ်နဲ့ကျွန်တော်ဟင်းဝယ်ပြီးတော့တခုဝယ်ပြီးတော့ကျွန်တော်ထမင်းတနေ့ကိုစားမယ်ဆိုတဲ့ challenge လေးရှိတယ်ပေါ့ဆိုတော့အဖွားကြီးကကျွန်တော်2 ကျပ်ခွဲဈေးလျှော့ပြီးတော့9 ကျပ်နဲ့ရောင်းပေးလိုက်တယ်ပေါ့နော်အကျက်ဥတွေပါကြတော့ကျွန်တော်တို့ရှိမှကြတော့ဒီ7ကိုသွားမှအဆင်ပြေပဲနည်းနည်းဝေးတဲ့အတွက်ကျွန်တော်တို့ဈေးကားဆောက်ပြီးဝယ်ရတယ်ပေါ့နော်အဲ့တော့အဖွားကြီးကိုကျွန်တော်ပြောပြတော့အဖွားကြီးကနေကဲဟုတ်ပြီအဲ့ဆိုရင်နှစ်ချဲလန်းကိုငါဘယ်လိုပြောမလဲသဘောတူတဲ့အနေနဲ့သူကကျွန်တော်9 ကျပ်နဲ့ရောင်းပေးလိုက်တယ်ပေါ့ဗျာအဲ့တော့ဒီ9 ကျပ်ကိုကျွန်တော်ထမင်းတနေ့ကုန်စားမယ်ကျွန်တော်တစ်ခါစားမယ်ကျွန်တော်ကတနေ့2 ချိန်စားတယ်ထမင်းက2 ချိန်စားတဲ့အတွက်ကျွန်တော်တစ်ဝက်စားမယ်ညနေကျရင်ကျွန်တော်တစ်ဝက်စားမယ်โอเคကဲချက်ကြည့်ပါမျိုးလို့ဟုတ်တယ်ဟုတ်ဆိုတော့ခုနကျွန်တော်အဖွားကြီးထဲကနေတော့2 ကျပ်ခွဲနဲ့ဈေးစစ်ထားတဲ့ဝက်ဦးချောင်းလေးကိုကျွန်တော်ကြော်ပါမယ်ခင်ဗျာ2 ကျပ်ခွဲနဲ့ဈေးစစ်ထားတဲ့ဝက်ဦးချောင်းလေးဖြစ်ပါတယ်မျိုးတို့ရေကဲဝက်ဦးချောင်းလေးကတော့ရပါပြီခင်ဗျာကျွန်တော်ဆွဲပါတော့ကဲမျိုးတို့ရေကျွန်တော်ရဲ့2 ကျပ်ခွဲကိုဈေးစစ်ပြီးတော့9 ကျပ်နဲ့ကျွန်တော်ဝယ်လာတဲ့ဝက်ဦးချောင်းလေးကတော့အခုတော့ကလားဖင်ဖြစ်တော့ sorry เนาะကျွန်တော်ပြောအခုတော့ကျွန်တော်ကြော်လိုက်တာဒီလိုတစ်ချမ်းတူးသွားတယ်ပေါ့နော်မရှိပါဘူးဆိုမှတစ်ချမ်းလည်းတူးသွားသေးတယ်ပေါ့နော်ကဲကျွန်တော်ဒီတစ်ချမ်းပဲစားမှာပါတစ်ပိုင်းစားမယ်ပေါ့နော်ညနေကျွန်တော်တစ်ပိုင်းစားမယ်ဒီတစ်ပိုင်းလေးဖယ်ထားမယ်ပေါ့နော်တော်တော်လေးမှလှရနော်ကျွန်တော်ရဲ့လက်ရတော့ကဲမျိုးတွေလည်းစားကြပါဦးကျွန်တော်ဒီလိုစားပြခြင်းအကြောင်းရင်းကိုအမျိုးတွေပြောပြမယ်ပေါ့နော်တချို့ကျွန်တော်တို့ထမင်းတွေပို့တယ်မှတ်လားပို့ရင်ကျွန်တော်မနက်မိုးလင်းကြိုင်ထမင်းချမ်းတွေကျွန်တော်ပြစ်ထုတ်ပြစ်တယ်ထမင်းကိုမကုံမခန်းစားကြတယ်အဲ့ကြောင်းလေးလည်းကျွန်တော်ပြောပြမှာနော်ဟောင်းပါထမင်းရတာဆိုတာငတ်မှသိတာပါဆာလာမှုရလာနော်ခမင်းဆိုတော့တအားမှာမကြည့်ခမင်းမနေမြူစားတယ်နော်ဆိုခမင်းကျန်းလေးကိုပြစ်ထုတ်ကြရနော်ကျွန်တော်ကတော့မပြစ်ထုတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့တကယ်ကိုခက်ခဲဒုက္ခမျိုးစုံနဲ့ဆာလာမှုရဲ့အချိန်တန်ရင်ဒီထမင်းတလို့ရဲ့တန်ဖိုးကတအားအောင်မှကျွန်တော်တို့နားလေတယ်ပေါ့နော်ကျွန်တော်တို့ဆိုတိုင်းတစ်ပါးမှနေတယ်သူများနိုင်ငံမှာနေတယ်ပေါ့နော်သူများနိုင်ငံမှာနေကျွန်တော်တို့က passport bus ဆိုတာလောက်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီများလေးပေါ့ကျွန်တော်ဒီများ2 ယောက်ရယ်ကျွန်တော်ငယ်ငယ်လေးများလေးပေါ့
ကျောင်းလေးယောက်ပတ်စပို့ဘက်တွေမတော်ရသေးတော့ပလိတ်လဝင်ဖမ်းသွားတော့ကျွန်တော်အချုပ်ထဲရောက်သွားတယ်ပေါ့နော်ချုပ်ထဲရောက်သွားကျွန်တော်ခိုင်းတဲ့တထေးကိုကျွန်တော်ကဖုန်းဆက်တာပေါ့ကျွန်တော်တို့ဒီလိုကြောင်းဖြစ်ကျွန်တော်ယူပြီးပါပေါ့တယောက်မှ5-6ထောင်ပေါ့ဖုန်းဆက်လို့ရဖို့နေတဲ့တာကျွန်တော်တို့လုံးဝဒီရှမ်းတထေးကလုံးဝမကင်မဲနဲ့ဖုန်းကိုကျွန်တော်တို့ပိတ်ပိုက်တယ်ပေါ့နော်သူလက်ပြီးမချော့တော့ဘူးဗျာသူဘယ်လိုပဲဖြစ်သူမရှင်းဘူးဆိုပြီးတော့ကျွန်တော်တို့4ယောက်ဒီအထုတ်ထဲမှာပဲထိုးလိုက်အဲ့ဒါကျွန်တော်ကထောင်ကျသွားတယ်ထောင်ကျသွားအထုတ်ကနေထောင်ရောက်သွား24ရက်24ရက်ထောင်ကျတယ်အဲ့ချိန်မှာကျွန်တော်တို့ထမင်းရဲ့တံပိုးကောင်းကောင်းသိတယ်ကျွန်တော်တို့တစ်ခါလည်းပြင်ထမင်းဒီလောက်ရှိရဲ့အဆုပ်လေး2ဆုပ်လောက်ပဲရှိတယ်ဒီလိုဆက်နေလက်ဆက်လောက်ရှိတယ်ဟင်းဆိုတာလည်းဘာအရသာမှကျွန်တော်မရှိဘာမှအရသာမရှိအဲ့ချိန်မှာလည်းငပြားကြီးဆိုတာတကယ်ရွှေပဲငပြားကြီးနော်ဒီလောက်ငံကျွန်တော်ပြင်မှာဆိုဟောမင်းဟင်းကငံလိုက်တာလို့နေဟင်းကပေါ့လိုက်တာလို့ကျွန်တော်မှညင်းမိုက်ဝင်မရှိဘူးထမင်းဆိုတာလည်းပြော့ချင်ပြော့တိုးချင်တိုးကျွန်တော်မှညင်းမိုက်ဝင်မရှိဒီလောက်ဟာလေးကိုတော်တော်လေးကိုမှဟိုစားကောင်းလိုက်တာဟာတအားကောင်းလိုက်တာဒီငပြားကြီးဆိုတဲ့ငံနဲ့အရသာလေးကလေကျွန်တော်တို့ပါဇက်တွေမှာဘာနဲ့မှမလဲနိုင်တဲ့ဟင်းကောင်းတစ်ခွက်လိုပဲငတ်ပြတ်နေတဲ့ချိန်မှာပြောတာမနော်အဲအကြောင်းမို့လဲကျွန်တော်ကယနေ့ချိန်ဒီကျွန်တော်တို့ကထမင်းညောကျွန်တော်မပြစ်ထုတ်ထမင်းကိုကုန်အောင်စားတယ်ထမင်းရဲ့တန်ဖိုးကိုနားလေကြပါတကယ်ငတ်လာတဲ့အချိန်ကျရင်ထမင်းရဲ့တန်ဖိုးကျွန်တော်တို့တန်ဖိုးမထားခဲ့တဲ့အရာတွေကတကယ်ငတ်လာချိန်ကျရင်ကောင်းကောင်းယူနှောင်ထားရမှာအော်အဲ့ချိန်တော့ငါထမင်းကဒီလိုလိုစားရမှာငါမပြစ်ထုတ်ပဲနေရမှာအခုချိန်မှာငါငတ်တဲ့ချိန်မှာထမင်းရဲ့တန်ဖိုးတိတယ်ဆိုပြီးတော့နောင်တအကြီးရသွားလိုက်တာလေဒါကြောင့်မို့ထမင်းကိုကုန်နိုင်တဲ့လောက်ထည့်ပါကုန်နိုင်တဲ့လောက်ပဲစားပါပြောချင်တယ်ဗောတန်ဖိုးထားစေချင်တာဘယ်ရမဆိုထမင်းမမဟုတ်ဘူးဘယ်ရမဆိုကိုဘေးနားမှာရှိတဲ့ဘယ်သူမဆိုတန်ဖိုးထားပါမရှိမှနောင်နာမရပါနဲ့ဒါလို့ကျွန်တော်ပြောချင်နော်ဒီလိုကိုရရချင်းကြောင်းရတယ်အဲ့ဒါလေးပြောချင်လို့ရရချင်းဖြစ်တော့ထောင်ကြတယ်ထောင်လေးရောက်တယ်ထမင်းလေးကိုကျွန်တော်ဒီမှာပြတယ်လက်နှစ်စုပ်စာလောက်ပဲရထမင်းလေးကိုအဲ့လက်နှစ်စုပ်စာလေးကိုဘာရမပြည့်တော့ကျွန်တော်ရေသက်ဘူးရေတဘူးဘူးကြီးတဘူး1လီတာဘူးကြီးကိုအဲ့ထမင်းလေးတစ်လုံးစားရင်အဲ့ဘူးကရေတဝက်လောက်ကုန်အောင်တောက်ပြတယ်ထမင်းစားတဲ့တန်းကိုမခံနိုင်လို့တနေ့3နဲ့ကျွေးတယ်ဒါပေမဲ့ကျွန်တော်ပြောလို့ပေါ့3နဲ့ဆိုတာကျွန်တော်ဒီလက်လေးနဲ့ပြလာတဲ့6ဆုပ်လောက်ပဲရှိတာဘလို့တော့ဝမှာလဲ3နဲ့ကျွေးတယ်မနက်နေ့လေညနေပေါ့ညနေဆို3နာရီကျွေးတယ်အစောကြီးဘိုက်စားတာဘိုက်တာစားဒါပေမဲ့လေဘလို့လုပ်ရမလဲထမင်းကလည်းဘာမှရတာမရှိခင်းရလဲအရသာမရှိပေမဲ့ကျွန်တော်တို့ရင်ထဲမှာတော့တကယ်မှကျွန်တော်ပါဇက်ထဲမှာတော့တကယ်မှကောင်းနေဘာနည်းမှမလဲနိုင်တဲ့ဟင်းကောင်းတစ်ခွက်ပဲဒီငပြားကြီးတစ်စက်လောက်ရရင်ကျွန်တော်တို့တော်တော်ပြုံးတယ်ငပြားကြီးရှိတဲ့လူဆိုရင်ဘယင်တစ်ပါးလိုပဲသူတို့ကိုတင်သားထားရတာပေါ့နော်ဘယင်လိုပဲသူတို့ထားတယ်ငပြားကြီးကျွေးတဲ့လူကိုတကယ်ကိုကျေးဇူးတင်တယ်နောက်ကမမားထုတ်ပေါ့မမားထုတ်ဆိုတော့ကျွန်တော်တို့ရသူ့မှာပါဒီကျွန်တော်စက်တဲ့ဟိုအမှုတ်ထုတ်လေးအဲ့ဒါလေးမဲ့အဲ့အမှုတ်ထုတ်လေးမဲ့ရရင်တော်တော်ပြောတာအပြင်မှာတော့ဆိုရင်ကျွန်တော်မမားပဲဖြော်ခိုင်းအဲ့မှုတ်ထုတ်ကိုကျွန်တော်မကြိုက်နိုင်ပြစ်လို့ပါရောအဲ့ချိန်ရောက်လို့နောင်နာရလို့အော်ငါအဲ့တော့ငါပြစ်ထုတ်ခဲ့တယ်ငါအပြင်လာပြင်ရောက်တဲ့အချိန်ကျရင်ငါမပြစ်ထုတ်တော့အဲ့မမားထုတ်ဆိုတယ်ငါစားမယ်ခမင်းဆိုတဲ့ခမင်းကြောင့်ငါလုံးဝမပြစ်ထုတ်တကယ်ဟိုမှရေတဲ့မိုးတဲ့အခက်ခဲဒုက္ခငတ်ပေးကြုံလာချိန်တိုင်းထမင်းရဲ့တန်ဖိုးကိုပီနာမှာရှိတဲ့သူတွေရဲ့တန်ဖိုးဘယ်ရမဆိုအကုန်တန်ဖိုးရှိပြီးတော့နောင်နာဆိုတာအဲ့ချိန်ကျမှအကြီးကျယ်ကိုရတာပေါ့နော်ဒါလေးပြောချင်ပါတယ်ကျွန်တော်ပြောတဲ့စကားတွေမှာအမှားပိုင်နေမျိုးတွေအားလုံးတောင်းပန်ပါတယ်ကဲကျွန်တော်ရဲ့တနက်စာ5ချက်ပိုးကတော့2ချက်ခွဲကုန်သွားပြီနောက်ထပ်2ချက်ခွဲကျန်သေးပါတယ်ညနေကျမှကျွန်တော်ဒီ2ချက်ခွဲကိုထပ်စားပေးအောင်ဖြစ်ပါတယ်โอเค